ယောက်ျားဆိုတာမဟုတ်ရဘူးယောက်ျားဆိုတာမလို့ရှိရနေဥဆောင်ရမယ်ယောက်ျားဆိုတာကထက်မြင်ရမယ်အရာရာကိုအရှုံးပေးလို့မရဘူးလည်းပဲနဲ့ရှုံးပေးလို့ရဟုတ်ပါတယ်မှန်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ယောက်ျားလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုဒီနေ့ပြောချင်ပါတယ်စဘာပေါ်မှာမွေးဖွားလာပြီဆိုရင်ခင်ဗျာယောက်ျားနဲ့မိန်းမနှစ်မျိုးပဲရှိမယ်ယောက်ျားငွေမိန်းမငွေယောက်ျားဟုတ်တော့မလားဒါကြောင့်မို့တစ်ဖက် main တွေကကျတော့ကျွန်တော်တို့အားနည်းတဲ့ style နဲ့မှာပါတယ်ဒါပေမဲ့ယောက်ျားကြီးကျတော့တန်မာတဲ့ style နဲ့မှာပါတယ်ဒါကြောင့်မို့ကျွန်တော်ငယ်တုန်းကယောက်ျားလေးတွေကို mindset တွန်းထားတယ်ယောက်ျားဆိုတာမဟုတ်ရဘူးယောက်ျားဆိုတာမလို့ရှိရနေဥဆောင်ရမယ်ယောက်ျားဆိုတာကထက်မြင်ရမယ်အရာရာကိုအရှုံးပေးလို့မရဘူးလည်းပဲနဲ့ရှုံးပေးလို့ရဟုတ်ပါတယ်မှန်ပါတယ်ဒီကိစ္စကလည်းမှန်ပါဒါပေမဲ့ mindset တွန်းလိုက်ချိန်မှာဒီ mindset ကကောင်းကျိုးလေးပြီးနိုင်လို့တစ်ဖက်မှာလည်းဆိုးကျိုးလေးပြီးနိုင်တယ်ဘယ်လိုဆိုးကျိုးတွေပြီးရလဲဆိုတာလည်းကျွန်တော်ပြောပြပေးမယ်ကောင်းတဲ့ဘန်အောင်ရှိမယ်ကျွန်တော်ငါယောက်ျားလေးယောက်ပဲရဲရဲနဲ့ဥဆောင်နိုင်တယ်ကျွန်တော်ဘောနဲ့မောနဲ့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီအလုပ်တစ်ခုကိုဆွဲမယ်ရုပ်ဖို့ယောက်ျားဆွဲမာကုန်လေးကိုကျွန်တော်စိတ်ထဲမှာတွင်းထားဆိုတော့ကျွန်တော်အဆင်ပြေတယ်ဒါပေမဲ့တစ်ဖက်ဆိုးကွက်ကြီးရတယ်အများကြီးရှိတာပြီးမှရောက်နေတဲ့ယောက်ျားတစ်ယောက်ကိုလည်းနားလေပေးဖို့လိုတဲ့ဆိုတာလေးကိုလည်းဒီနေ့မှာကျွန်တော်ပြောပါချင်ပါအောက်မှာဗျာကိုတက်တည်အယူလို့ပြတယ်ခေါင်းမှာကိုတက်တည်တဲ့အရေးတက်ကဘယ်ယောက်ျားနဲ့မိန်းမဘယ်လိုများလဲဆိုရင်ကျွန်တော်မေးရများတာဒါပေမဲ့တကယ်တည်သွားတာလားတကယ်တည်သွားတဲ့အရေးတက်ကယောက်ျားတွေကများဟုတ်တယ်မလားမင်းလေးကဟုတ်တယ်ကိုအရန်ကိုမွေးချတဲ့ချိန်မှာကိုစူးစိုက်လုပ်ဖို့ကျွန်တော်အကြောင်းပြချက်တွေနဲ့စူးစိုက်လုပ်ဖို့ကျွန်တော်တွေစူးစိုက်ကြဒါပေမဲ့တကယ်တည်သွားလားဆိုတော့ယောက်ျားတွေနဲ့ရှင်းမယ်ဆိုရင်တော့ယောက်ျားတွေကတည်းကသူတို့စိတ်ခံစားချက်ကလုံးဝအဆုံးနိုင်ရောက်နေပြီလုံးဝစူးစိုက်လုပ်ချင်တဲ့ဒီလိုမျိုးတက်ရောက်မျိုးကြတော့သူကလည်းလုံးဝနောက်ဆုံးလို့မရခံစားချက်နဲ့တကယ်တည်အောင်ကိုယောက်ျားတွေကလုပ်တာဒါကြောင့်မို့ယောက်ျားနဲ့မိန်းမကဘာပေါ်မှာဘယ်သူကစူးစိုက်လုပ်ဖို့အရေးတည်းများလဲပြောမယ်ဆိုရင်ကျွန်တော်ယောက်ျားတွေများတာဘာဖြစ်လို့ယောက်ျားတွေရဲ့ကျွန်တော်အဲ့လောက်ထိများနေရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ယောက်ျားတွေကမာနရှိတယ်အတ္တရှိတယ်ငါကျွန်တော်သားနဲ့အဖေကျွန်တော်ငါတို့ကတရားမှာအရောက်ကျွန်တော်ဆရာလောက်ကပဲအဖေချစ်တယ်ပါညာပေါ့ကျွန်တော်ကအရာ90ထဲမှာပါတယ်ကျွန်တော်ဆိုရင်ကျွန်တော်ဖားလာကိုချစ်တယ်လို့ပြောတာတော်လေးကြာခဲ့ပြီ20ကြီးနေပြီဒါပေမဲ့ရှင်ထဲမှာတော့ချစ်တယ်အဖေကလည်းကိုချစ်တာပဲဒါပေမဲ့ငါသားရဲ့မြို့ရမ်းချစ်တယ်ကွာဘာညာဆိုအမြဲထုံပြောမူးတဲ့ခါတော့ပြောရင်ပြောမှာဟုတ်လို့မလားဒါပေမဲ့မာနရှိကြတယ်ရှင်ထဲမှာလည်းညံလုံးချစ်ကြတယ်ယောက်ျားချင်းချင်းကအဲ့လိုပြောမာနရရှိတယ်ဗျအဲ့ဒီမာနရဲ့အတ္တလေးချောင်းဖို့လေကိုစူဆိုင်လုံးမိကိုညာတော့ကျွန်တော်ဒါပေမဲ့စတက်တီကိုရှိတော့တယ်များချင်းအကြောင်းကိုကျွန်တော်တတ်မှတ်တယ်ဗျကျွန်တော်တို့ယောက်ျားလေးတွေမှာတိမ်ငယ်စိတ်ရှိတယ်ဗျကိုနဲ့ရွယ်တူတင်ငယ်ချင်းတွေကိုရဲ့အပေါင်းမာတွေကကျွန်တော်ကိုပိုင်စီးပွားရေးကိုပိုင်ကားလေးနဲ့ဖြစ်နေတဲ့အချိန်မှာကိုကကျတော့သူများလှုပ်တယ်လို့ပြီးတော့ဘာမှမလုပ်တတ်သေးဘူးငါကြိုးစားပါလေရဲ့ရှေ့မြောက်တာကြီးကငါဘာမှနေရလဲဆိုရတိမ်ငယ်စိတ်ကအချားလေးဝင်လာတာဗျငါကဘာဖြစ်လို့အခုလိငါ့ကိုကန်ဒီရမျက်နှာပေးတာလားငါကြိုးစားတာတွေကအရာမထင်ခဲ့ရလားကိုတိမ်ငယ်စိတ်ဝင်တယ်မိတ်ဆွေခင်ဗျားတယောက်လည်းမဟုတ်ဘူးကဘာပေါ်မှာရှိတဲ့ယောက်ျားညီပါဖြစ်ပါဖြစ်ယောက်ျားဖြစ်မိန်းမဖြစ်ချမ်းသာတဲ့လူဖြစ်ဆင်းရဲလူဖြစ်ကကိုထွာနဲ့ကိုပဲကျွန်တော်စိတ်ဆိုးရင်စိတ်ကြီးရှိနေတာပဲပြောမယ်ဆိုဥမာပေးမယ်ဆိုရင်တော့ကျွန်တော်ဆင်းနဲ့ဖြုတ်လို့ပဲဆင်းနဲ့ဖြုတ်ပေါ့ဗျာသူကဆင်းရလဲခြုံတိုးရင်ကိုဖြုတ်ရဒီနေ့ငါခြုံတိုးတာကွာငါမှတထွာပြည့်တော့တယ်အဲ့ချိန်မှာဖြုတ်ကလည်းဟုတ်တယ်ကျွန်တော်လည်းခြုံတိုးလိုက်တာကျွန်တော်လည်းတထွာပြည့်တော့ဟာမင်းတထွာဘာရှိလို့လဲမင်းမှာတထွာတော့မပြည့်ဘူးတော့ဟာကိုစင်ရလဲခမည်းမှာခမည်းတထွာရှိတော့ကျွန်တော်လည်းကိုထွာရှိတယ်ကိုထွာနဲ့ခုတော့ဒီစိုးရင်စိတ်တွေပူပန်နေမှုတွေရှိနေတာပဲsocial media မှာအရန်ပျော်ပြတဲ့လူတွေကလည်းတခြားနောက်ွယ်မှာသူတို့ခက်ခဲမှုတွေရှိမှာပဲဒါကြောင့်မို့ကိုကမန်လိုက်မှာချွတ် AC ပဲနေပါဒါတော့ကျွန်တော်တို့ဆက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီတင်ငယ်စိတ်တွေဝင်နေချင်းမှာယောက်ျားတွေကကျွန်တော်ရင်ဖွဲ့စရာယူပါအရန်နေတယ်ဗျပြောမယ်ဆိုရင်ကိုတင်ငယ်ချင်းတွေကိုလည်းရင်ဖွဲ့ရင်ကြောက်လေကိုတင်ငယ်ချင်းတွေရင်ဖွဲ့ကြလဲအဆင်ပြေပြန်ဟုတ်လားဒီကောင်ကမိမကြီးလိုပဲဘာရှော့ပေါ်နေအောင်ပြီးဆိုတော့အထင်သေးခံနောက်ပြီးကိုယ့်ရဲ့မိသားစုချင်းဖွဲ့လို့တယ်ဟိုလေနည်းလေးကိုမိသားစုကအမေကကိုယ့်ရဲ့အမေကအဆင်ပြောမယ်ဆိုရင်တော့တတိနားလေတယ်ယောက်ျားရဲ့ခံစားချက်ကိုနားလေဆိုရင်တော့အဆင်ပြေပါပေါ့ဒါမှမဟုတ်လေညီကိုမောင်နှမတွေတွားရင်ဖွင့်ကြလဲခင်ဗျားအကြီးဆိုရင်ဘိုးဆိုးလေးအကြီးလို့ဖြစ်ပြီးတော့တောက်ကြီးကိုတိမ်ငယ်တွေဝင်အောင်မလားဆိုပြီးတော့လေအချင်းသေးခံရမှာနောက်ပြီးကိုကြီးစားကိုခင်ဗျားတို့ရင်သွားပြင်မယ်ဆိုရင်လေခင်ဗျားကြီးစားခင်ဗျားခေါင်လေးကောင်မလေးအထင်သေးခံပါပဲဒီခံစားချက်တွေကြောင့်မို့ပဲအတ္တလေးကြည့်တယ်ယောက်ျားလေးဆိုတော့ဟုတ်တော့မလားအဲကြောင့်ဒီခံစားချက်တွေကြောင့်မို့ပါတယ်ဗျအဲ့ချိန်မှာမိသားစုကဒီမျိုးကိုမိသားစုကပါအကိုဘက်ကိုမရှိတဲ့အချိန်မှာပို့ထူတော့ဒီနေရာမှာပြီးပမှာရောက်နေတဲ့ကျွန်တော်တို့ဒီယောက်ျားလေးတွေခံစားချက်ကိုလည်းဆက်ပြောရမယ်ဆိုရင်တော့မိမကြီး
ဒီမြန်မာပြည်မှာကြံပေးတဲ့ကျွန်တော်မိဘတွေရဲ့ကိုလေကျွန်တော်သိနေရတော့လေကျွန်တော်မိဘတွေကပြန်ကြတာတာသမီးချင်းပြန်ကြတာငါသားတော့ခေါ်ပေါ့ဂျပန်ကနေတသား350 60လွှဲရဟုတ်လို့မလားတခြားခေါ်ပေါ့အခြားမိဘတွေငါသား90 80လွှဲရကွာကိုကြီးကတခြားထိုင်းတို့မလေးရှားတို့ကခေါင်းလေးကြတော့ဟိုတလားမှာ10လောက်လေးပဲလွှဲနေတာဟုတ်လို့မလားတခြားဒူဘိုင်းတို့ခေါင်းလေးရတယ်တလား10လောက်တွင်းနေတာအဲ့ချိန်မှာတို့မိဘချင်းချင်းအဲ့လိုပြိုင်တဲ့ချိန်မှာပညာနည်းနည်းလေးနဲတဲ့ဘုံတော်ရှင်မိဘတွေကျတော့တောက်ဖုံးဆက်မင်းသူဘဒုတာတော့ကွာဘဒုတာတော့ပတ်စံနေအများကြီးတွေ့ရအများကြီးပဲတောက်တဲကုန်းတစ်ချက်ဆိုတာနင်းရကြဘာလို့ရောက်လို့ရလဲနင်းမစိုးဘူးလားအစိုးရမဆောင်ဘူးနင်းအကုန်ရက်ပြရတော့လားနင်းအပြောပါလိုက်စားနေရလားတစ်ဖက်တူကအပြောပါလိုက်စားနေတယ်ဆိုတော့ထားလို့ဒါပေမဲ့တစ်ဖက်မှာလည်းတစ်ဖက်ကကိုသားသမီးရဲ့ချီနီကိုမလေးလာပဲနဲ့ကိုသားသမီးဘာခံစားနေရတော့မလေးလာပဲနဲ့ဗလိုင်းတွားပြီးတော့အဲ့လိုမျိုးပြောကြတော့တစ်ဖက်ပြည်ပမှာရောက်နေတာသမီးခံစားချက်ကဘလို့နေမလဲအဲ့ရလေကျွန်တော်တွေးကြည့်ဖို့လိုရတယ်ဒီဘက်မှာအစင်ပြလာပြီလားငါတော့ရေးကြမ်းမိုက်ကိုစိုက်ပါမယ်အဲ့လိုလေးမေးရစကားနင်းပတ်စံဒီလာတွေ့ရနေလိုက်တာဘာလုံးနေရလဲနင်းမဆူပြီလူများသားသမီးကတော့ဘဒုတာတော့ဘလို့မောင်ဘလို့ကတော့တလောက်အများကြီးလို့ဟဲ့အားကြောက်တယ်တင်သားသမီးပါညာနဲ့ဟုတ်အရင်ခံစားမှာဟုတ်တယ်မလားဒီခံစားချက်တွေလေချောက်ချောက်ကြီးခံစားတာပဲအဲ့ဒီကိုချစ်တူကောင်မာလေးကလည်းဘဒုကောင်လေးကတော့အများကြီးတိုးတက်နေရနေရကြတော့ဖာမလေးပြည့်မြောက်မရှိဘူးဆိုအများကြီးပြခံစားတယ်ဒီလိုမျိုးကာလာဆိုရင်ကျိုးမြန်မာပြည်သားကြီးဆိုပိုးလုံးဆိုလေးယောက်ျားဖြစ်တဲ့ဟာဘယ်လောက်ဆောင်မလဲဆိုလေးဆိုတာဟုတ်လို့မလားမိန်းကလေးတွေကတလားမှတစ်ခါတူလဲဆိုလိုပဲယောက်ျားလေးကြာတယ်အဲ့လိုမျိုးဆိုတဲ့ခါရှိတယ်တလားမှမုံနေရန်လဲတွေ့ချင်းဟုတ်လို့မလားငါဘယ်တော့မှငါဘယ်လိုအောင်ရတော့မှလဲငါ့ကိုဘယ်လိုမှထင်ကြီးရဘယ်လိုမှငါချစ်တယ်ကလည်းထင်ကြီးတော့ဦးမိဘကလည်းမတော်မလည်းငါ့ကိုထင်ကြီးတော့ဒီလိုခံစားချက်တွေဝင်လာပြီဆိုရင်အရန်ကိုကျွန်တော်ယောက်ျားလေးရဲ့အန်လေးကအရန်များဒါကြောင့်ငကုံးမကျွန်တော်တင်ငယ်စိတ်ဝင်နေတဲ့အချိန်မှာဆိုရင်တော့ငကုံးမတင်ငယ်စိတ်ရှိနေတဲ့ယောက်ျားလေးယောက်ကမစင်အားလုံးကိုကျွန်တော်တို့အရန်ဒီလောကဒီထက်ထွက်သွားကြတာကြာဟုတ်လို့မလားဒီငါရှင်းကောင်းမှာပဲဆိုအတူတွေဝင်လာပြီခင်ဗျားတို့ကိုစိတ်ချမ်းသာတဲ့အချိန်မှာငါကိုတော့တတ်မတင်နိုင်ဘူးလို့ခင်ဗျားတို့ထင်အောင်ထင်နိုင်ပေမဲ့ဒီလိုစိတ်တွေမွေးတဲ့အချိန်မှာထွန်လန်းနေဖြစ်တဲ့အချိန်မှာကိုစိုးစင်ဟိုဖြစ်သွားနေတာဂျာကားတွေအားပဲလုံးဝနောက်ပြန်လှည့်မရတဲ့အချိန်မျိုးကြီးမှာငါတော့လုံးတော့မယ်ပါဆိုပြီးပြောလိုက်တာအဲ့ချိန်မှာငိုရကြီးကြငိုကြဟုတ်လို့မလားပြီးပါတယ်ဟုတ်လို့မလားပြန်လာတော့စိုးစင်တော့တူတူပဲပြန်အသက်ပြန်မရှင်တော့ရှိနေတော့ဘာခေါ်မှာရှိနေတော့လူခံစားချက်ကိုနားလည်းမပေးနိုင်ဘူးဒါကြောင့်မို့ယောက်ျားလေးရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုလေကျွန်တော်တို့ဟာတာနှုတ်ကြတယ်ပြီးရင်တော့မိဘကြီးကကိုသားရဲ့ခံစားချက်တွေကိုနားလည်ပေးဖို့လိုအပ်တယ်ကိုသားရဲ့ခံစားချက်တွေနားလည်ဖို့တော့ဆိုပြီးတော့ချစ်တူကောင်မလေးရတယ်ကိုရေးစားရဲ့ခံစားချက်ကိုနားလည်ပေးတယ်ကိုရဲ့မောင်မတွေရတယ်ကိုအကိုကြီးဖြစ်ဖြစ်ကိုရဲ့မောင်ဖြစ်ဖြစ်ယောက်ျားရဲ့ခံစားချက်နားလည်ပေးတယ်တူလာရှင်ဖွင့်တာကိုပြောနေတယ်မထင်နဲ့တူငိုကျွေးနေရအောင်လေကျွန်တော်တင်ငယ်နေတယ်လုံးဝယောက်ျားမဟုတ်လို့မထင်ပါနဲ့ယောက်ျားရဲ့ခံစားချက်ကလည်းပြောရပါတယ်ပြောရဲဆိုတော့သူခံစားချက်ကိုလည်းနားလည်ပေးဖို့လိုအပ်တယ်ကျွန်တော်ငယ်တုန်းက mindset တုံးခဲ့တယ်ယောက်ျားဆိုတာမဟုတ်ရဘူးယောက်ျားဆိုတာမပြောရဘူးဆိုပေမဲ့ခါလေးမှယောက်ျားပဲပြောနေတဲ့ခါလေးရှိတာပဲဗျာအားလုံးပဲကျွန်တော်မိတ်ဆွေအခက်အခဲတွေကြာနေပြီးတော့ကျွန်တော်တို့အမြင်ဆုံးရုံးရပါစေဘာမှလည်းကျွန်တော်မိတ်ဆွေရကျွန်တော်ပြောလို့မို့ဒီလိုမျိုးခံစားနေရတဲ့ယောက်ျားလေးတယောက်ဆိုရင်တော့ပပူပွားနဲ့မိတ်ဆွေနေမပေါ့ဘူးကဘာပေါ်မှာရှိတဲ့လူပေါင်း100ရှိရင်ကျွန်တော်ခုနှစ်ကိုတော့ခံစားနေရတာပါပဲအားလုံးပဲခက်ခဲရနေပြီးတော့အားလုံးချော်ပါနေမှာသိလို့ကျွန်တော်ဆုတောင်းပေးပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ပြန်နေဆုံးလေးကြတယ်